အခုဗီဒီယိုကတော့ထမင်းပေါင်းကမီးမပြောင်းတဲ့ပြဿနာဖြေရှင်းနည်းပေါ့နော်အဲ့ဒါလေးကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်ဒီဟာတွေကတော့ကျွန်တော်တို့တခြားအကြောင်းအရာတွေဒီမီးမပြောင်းတဲ့ပြဿနာကတော့တခြားကျွန်တော်တို့ပြုပြင်နည်းအကြောင်းတွေကျွန်တော်မျှဝေရင်းနဲ့လည်းထည့်ပြောတာတွေရှိပါလိမ့်မယ်ပေါ့နော်တက်တက်ကြီးတော့ဗီဒီယိုလုပ်မပေးထားဘူးအခုမှကျွန်တော်တက်ဗီဒီယိုလေးလုပ်ပေးမှာဖြစ်တယ်ပေါ့နော်ဒါလေးလည်း comment မှာမေးကြလို့ပါပေါ့နော်သူတို့အနေနဲ့လည်းတချို့ဗီဒီယိုတွေကြရှေ့တော့ကြတော့ဒီဟာကိုအဓိကထားပြီးကြည့်နိုင်တဲ့အတွက်ကြောင့်မတိလိုက်နိုင်လည်းဖြစ်နိုင်တယ်ပေါ့နော်အဲကြောင့်ကျွန်တော်ဒီဟာလေးကိုတိတက်ပြီးလုပ်ပေးပါမယ်နော်ထဝင်းပေါင်းကကျွန်တော်တို့ဒီကားနိုင်ပြီးတော့ကြတော့ပလက်တက်လိုက်ပဲပေါ့နော်ပလက်တက်လိုက်ပြီဆိုလို့ရှိရင်ကျိုးနဲ့ဒီမှာပလက်တက်လိုက်ပြီဆိုလို့ရှိရင်ဒီလက်ရှိကဒီဖြူကနေပြီးတော့ပေါ့နော်ဖြူကနေပြီးဒီမှာရောက်မယ်ဒီကိုတချို့ရောက်မယ်ပေါ့နော်ဒီခလုတ်လေးကနိုင်ပြီးကြတော့ခလုတ်လေးနှိမ့်လက်ခံကြမှာဒီတံပြားလေးอ่ะပေါ့နော်ဒီခလုတ်လေးနှိမ့်လက်ခံကြမှာဒီတံပြားလေးอ่ะဒီလိုလေးကတ်ပြီးတော့ဒီဘက်ကိုတငုတ်စီကိုကျွန်တော်တို့လျှက်စစ်ရောက်တာဖြစ်တယ်ပေါ့နော်အဲကြမှာပဲမီးလဲမယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးဒီငုတ်လေးကဒီဟာလေးကခလုတ်နှိမ့်ပြီးပဲကျွန်တော်ပြမယ်အခုဆိုရင်ကတ်မသွားအောင်နော်ဒီခလုတ်လေးကဒီတံပြားလေးကကျွန်တော်ပြထားတဲ့အတိုင်းကတ်မသွားအောင်ခလုတ်တဲ့ဒါကျွန်တော်ဆိုရင်ဒါခလုတ်နှိပ်ပြနော်ခလုတ်နှိပ်လိုက်ပြီဆိုရင်ကတ်သွားရမယ်ဒီတံပြားလေးရဲ့ကျွန်တော်လက်ညှိုးထိပ်လေးမှာရှိတဲ့တံပြားလေးကဒီအောက်ကငုတ်လေးနဲ့ဒီနားလေးမှာနော်နှစ်ခုလေးကတ်မသွားဘူးနော်ကတ်မသွားရတော့ကြောင့်မီးပြောင်းမှာမဟုတ်ဘူးနော်1မီးကနိုင်ကျွန်တော်တို့ကွန်မီးမပြောင်းဘူးပေါ့နော်မြင်ရမယ်ထင်တယ်နော်အကောင်တော့နော်ဒီမှာကျွန်တော်တို့ဒီဟာလေးကမီးကတ်မသွားကျွန်တော်နှိပ်လိုက်တယ်လေကတ်မသွားအဲ့ဟာလေးကကျွန်တော်တို့နှိပ်လိုက်ပြီဆိုရင်ဒီလက်ညှိုးထိပ်ကဟာလေးကကတ်သွားရမယ်နော်ကတ်သွားရမကတ်ဘူးဆိုရင်ကျွန်တော်တို့1ကနိုင်ကွန်မီကိုပြောင်းမှာမဟုတ်ဘူးနော်အိုးလဲပူမှာမဟုတ်ဘူးနော်တကယ်လို့မှအိုးကတော့ပူတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကြိုးလေးပြတ်နေလို့ပေါ့နော်ကြိုးလေးပြတ်နေတဲ့အတွက်ကြောင့်ပေါ့နော်ဆက်တဲထားလေးရတယ်ဘာမှပြဿနာမရှိဘူးเนาะတကယ်လို့အိုးလည်းမပူဘူးဆိုရင်တော့ကျွန်တော်ဒီအားလေးကိုပြန်ပြီးတော့ချိန်ပြပေးလိုက်မယ်เนาะခုနကခဏလေးပေါ့เนาะကျွန်တော်ဒါလေးကိုပြန်ချိန်တစ်ခါလေးချိန်ပြပေးလိုက်ပါကြောက်လက်အပြားလေးနဲ့လို့เนาะပလဲရလေးနဲ့လို့ရပါတယ်သင်ပြာလေးနဲ့လို့ပေါ့เนาะဒါလေးကိုကျွန်တော်တို့ပြန်ပြီးတော့ကအောင်လေးပြန်လုပ်ပေးရမယ်เนาะကအောင်လေးဒီလိုလေးပြန်ပြီးတော့ကတ်ပေးရမယ်ကျွန်တော်အခုပြန်ပြီးတော့နှိပ်ပြပေးမယ်เนาะဒါမှမြင်ရလားမသိเนาะမနှိပ်ခင်အချိန်နေမှာဆိုရင်လွတ်နေမယ်เนาะကျွန်တော်ခလုတ်လေးနှိပ်ပြလိုက်မနှိပ်ခင်အချိန်နေမှာဆိုဒီမှာထမ်းထားရเนาะကျွန်တော်တို့ဒီမှာဆိုရင်ပေါင်းအိုးတင်လိုက်တာနဲ့ဒါလေးကနည်းနည်းလေးတက်လာမယ်တက်လာပြီးခလုတ်နှိပ်ကြည့်လိုက်မယ်ကတ်သွားတယ်เนาะဒါပေမဲ့နည်းနည်းလွတ်သေးတယ်ခဏလေးကျွန်တော်ထပ်ချိန်နည်းလောက်ထပ်ချိန်ပြလိုက်မယ်ထပ်ပြီးတော့ကျွန်တော်တို့ကြည့်မယ်เนาะချိန်နည်းလေးပါကျွန်တော်ခါပြပြီဒါဆိုရင်လွတ်နေပြီဟောလုံးလုံးကတ်သွားရင်เนาะတံပြားလေးနှစ်ခုကဒီတံပြားလေးကျွန်တော်လက်ညှိုးထက်ကတံပြားလေးနှစ်ခုကတော်တော်လေးကတ်သွားရင်เนาะအဲဆိုလို့ရှိရင်မီးပြောင်းပါပြီเนาะမီးပြောင်းပါပြီကိုယ်ပဲထမင်းချက်မယ်တကယ်လို့သူကထမင်းချက်ပြီဆိုတာနဲ့ပြန်ပြီးတော့ခလုတ်ကတလူလေးခွာပေးရဟသွားလိုက်မယ်เนาะခလုတ်နှိပ်ဒီမှာဒါဆိုကျွန်တော်လက်ညှိုးထိပ်လေးပဲကြည့်လိုက်เนาะဒီမှာခွာနေတယ်เนาะဒါပေါင်းတင်ထားတဲ့အနေအထားမျိုးပါခလုတ်မနှိပ်ရသေးပါဘူးကျွန်တော်ခလုတ်နှိပ်လိုက်ပါမယ်ဒီတံပြားလေးတစ်ခုကတ်သွားပြီเนาะတံပြားလေးတစ်ခုကတ်သွားပြီတကယ်လို့ပေါင်းကတကယ်လို့ကြက်ပြီဆိုတာနဲ့ခလုတ်လေးကဒီမောင်းနယ်လေးကပြန်လာလိမ့်မယ်เนาะဒီမောင်းနယ်လေးကပြန်လာလိမ့်မယ်ဒီကတ်နေတဲ့အတွင်းထဲမှာကတ်နေတဲ့ဟာလေးကစပလေးလေးကန်ပြီးတော့ဒုလေးပြန်သွားလိမ့်မယ်ဒီလေးကတ်တော့เนาะပြန်ခွာလာလိမ့်မယ်ခွာလာလို့ရှိရင်မီးလေးဖြတ်သွားပါလိမ့်မယ်เนาะမီးလေးဖြတ်သွားပါလိမ့်မယ်ဒီကြီးပါလေးနှစ်ခုကလည်းဟာသွားပါပြီเนาะဒီပြဿနာလေးပါပဲဗျဟုတ်ဒါမျိုးလေးပါသူအထက်တဲ့ဟာလေးဒါမျိုးလေးရှိတယ်ကြွေလေးတွေထပ်ထားတဲ့ဟာမျိုးလေးရှိတယ်အခုဒီဟာလေးဆိုရင်ဒါတရားကျွန်တော်ဒီနမူနာပြလေးနဲ့တူပါတယ်เนาะနမူနာပြလေးနဲ့တူတယ်ချို့ရကြွေလေးတွေအထက်ထပ်လုပ်ဆင့်ထားလည်းရှိတယ်သဘောတရားဒီကောင်လေးခလုတ်ပါပဲเนาะဒီကောင်လေးခလုတ်လေးကို
ဒီလိုလေးဒီတံများလေးကိုကျွန်တော်ပြောရကွေးပြီးတော့အောက်လေးဆိုင်လိုက်အဲ့ဆိုကတ်သွားလိုက်တစ်ဖြောင်ချင်းဆိုသူကဒီမှာနော်ဟနေလိမ့်မယ်နော်တစ်ဖြောင်ချင်းဆိုရင်ဒီတံများလေးနှစ်ခုကဟနေလိမ့်နော်အဲ့ကြတော့ဒီတံများလေးကိုဖြည့်ပြီးတော့ကြောက်လက်အပြားလေးနဲ့ဒီအခြေလေးကိုအပေါ်ပြင့်နေလိုက်ပါနော်ဒါဆိုရင်ကျွန်တော်ပြပေးပါမကတ်သွားနော်ဒါလေးကဒီလိုထမ်းထားမယ်နော်ခလုတ်နေလန်ဒီလိုလေးကတ်သွားမယ်သမင်းကြက်လို့ရှင်ပြန်ပြီးတော့ခွာပြီးဒီတဘောတရားပဲเนาะဒါမျိုးအလုပ်လုပ်တာမဟုတ်ဘဲနဲ့စိမ့်ပြအောင်လေးကိုအမဲအောင်လေးကိုလာတဲ့ဟာလေးဆိုတော့လဲပေးလိုက်ပေါ့เนาะအဲ့ဒါတွေကတော့ကျွန်တော်တို့ဒီလိုမျိုးပြန်ပြီးတော့ပြုပြင်သုံးလို့မရဘူးပေါ့เนาะအစ်စ်လဲမှာပဲရကျွန်တော်ဗီဒီယိုလေးကဒီလောက်ပါပဲเนาะ